နေ့ရွှေမင်းဝန်သာသနာရိပ်သာတို့တင်းညံတွင်ချိန်ခါကာလနှစ်ဦးချိန်ခါကာလမှာမာသရိပ္ပံဝိပဿနာတရားရှုပွားအားထုတ်ဖို့ရောက်လာကြတဲ့ယောဂီသူတော်စင်များဘုန်းကြီးဓမ္မဒါနတရားလူပေးလူမှာကတော့ဝိပဿနာရှုနည်းတရားတော်ကိုပဲဘုန်းကြီးတရားလူပေးလူမှာဖြစ်ပါတယ်ဘုန်းကြီးတို့ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့ပုဂ္ဂိုလ်များမှာအခြားဒါနကောင်းမှုသီလကောင်းမှုတွေအမြဲမပြတ်ပြုလုပ်စည်းပူးနိုင်ပေမဲ့ဘာဝနာကောင်းမှုကြတော့အားထုတ်ဖို့အချိန်မပေးနိုင်ပဲဖြစ်နေကြပါတယ်တနှစ်တာကာလပတ်လုံးမှာဒီဝိပဿနာဘာဝနာတရားကွယ်မှာယခုလိုနှစ်ဦးချိန်ကာလမှာဝင်ရောက်ပြီးတော့အချိန်ပေးအားထုတ်ခွင့်ရကြတာဖြစ်တော့ရရှိနေတဲ့အချိန်ပိုင်းလေးအတွင်းနဲ့ရရှိတဲ့အချိန်ပိုင်းအတွင်းမှာများအကျိုးရဖို့အတွက်အားထုတ်နည်းရှုမှတ်နည်းတွေကိုသဘောပေါက်နားလည်ပြီးတော့နေမှဒီရရှိတဲ့အချိန်ပိုင်းတွင်းလေးကိုကိုယ့်အတွက်အကျိုးရှိအောင်အားထုတ်နိုင်ကြမှာဖြစ်ပါတယ်တကယ်လို့ရှုမှတ်နေမသိလို့ရှိရင်ဒီတင်းညာရဲ့တွင်းမှာအချိန်လေးအလားတူအကျိုးမဲ့ကုံဆုံးသွားမှာကိုစိုးရိမ်ပါတယ်ဒါကြောင့်ရွှေမင်းဝန်သာသနာရိပ်သာကိုရောက်လာတဲ့ယောဂီတိုင်းရှုမှတ်နေအားထုတ်နည်းလေးတွေကိုပိုင်နိုင်သိသွားစေချင်ပါတယ်ရှုမှတ်နည်းလေးရသွားပြီဆိုရင်မိမိအိမ်မှာဖြစ်စီဖျားမှာဖြစ်စီတင့်လျော်တဲ့နေရာစိတ်ငြိမ်တဲ့အရာမှာချင်းကပ်ပြီးတော့မိမိအားထုတ်လို့ရသွားပြီအားထုတ်တတ်သွားပြီဒါကြောင့်ဘုန်းကြီးတို့ယောဂီများရွှေမင်းဝန်ဓမ္မမိသားစုများတင်းညာနှစ်ဦးချိန်ကာလမှာတရားစခန်းဝင်ရောက်ပြီးတော့ရစ်တူအားထုတ်ကြတဲ့ပုဂ္ဂိုလ်များရှုနည်းမှန်နည်းအားထုတ်နည်းလေးတွေသဘောပေါက်နားလည်နိုင်ဖို့အတွက်ဘုန်းကြီးကဒီနေ့ဝိပဿနာရှုနည်းတရားတော်ကိုဟောကြားပေးမှာဖြစ်ပါတယ်ဒါကြောင့်ဘုန်းကြီးတို့ယောဂီများယနေ့ရွှေမင်းဝန်သာသနာရိပ်သာရောက်လာတယ်ဆိုတာတရားအားထုတ်ဖို့ရောက်လာတာအလုပ်ဖို့ရောက်လာတယ်တရားအားထုတ်ဖို့ရောက်လာတာတရားရိပ်သာလာတယ်ဆိုတဲ့ကူကတရားအားထုတ်ဖို့ပဲစာသင်ကြားပေးတဲ့ကျောင်းတိုက်ကိုသွားရင်ဟိုကစာသင်ကြားပေးမယ်တရားတိုက်ကိုရောက်လာရင်ဒီကကမ္မဋ္ဌာန်းဆရာကတရားအားထုတ်နည်းနည်းတွေပေးရမှာပဲအဲ့တော့ယခုရွှေမင်းဝန်ဓမ္မမိသားစုများတရားရိပ်သာကိုရောက်လာတာဖြစ်တဲ့အတွက်တရားအားထုတ်ဖို့အလုပ်ဖို့လေတရားအားထုတ်ဖို့အဲ့တော့တရားအားထုတ်ဖို့ဆိုတော့တရားအားထုတ်နည်းလေးကိုသဘောပေါက်နားလည်ဖို့မလိုဘူးလားအဲ့ဒီမှာဘာဝနာတရားမှာသမထဘာဝနာဝိပဿနာဘာဝနာလို့ဘာဝနာ2မျိုးရှိတယ်ဘာဝနာဘယ်နှမျိုးရှိတယ်2မျိုးရှိပါတယ်အဲ့တော့သမထဘာဝနာဆိုတာကစိတ်တည်ငြိမ်ယုံများလေးရှုနေတာသမထဘာဝနာခေါ်တယ်စိတ်တည်ငြိမ်ယုံများရှုတာပါခေါ်တယ်သမထဘာဝနာခေါ်တယ်ကိုယ့်ရဲ့ရှုစိတ်လေးရှုမှတ်တဲ့အာယုံပေါ်မှာတည်ပြီးနေအောင်အားစိုက်ပြီးတော့ရှုမှတ်နေတာဘဲမှသွားမခံဘူးဘဲမှအလွဲမခံဘူးနာသီးပြားရဲ့ဝင်လေထွက်လေဆိုရင်အဲ့ဒီဝင်လေထွက်လေလေးပေါ်မှာပဲစိတ်ကြီးတည်နေအောင်ဒီပေါ်မှာပဲအားစိုက်ပြီးရှုနေတယ်ဘယ်မှစိတ်တွေအသွားမခံမင်းနဲ့အဲ့ဒီပေါ်မှာတည်နေအောင်လေတခုတည်းသောအာယုံပေါ်မှာတည်နေအောင်ရှုနေတာအဲ့ဒါသမထဘာဝနာပဲဘာဝနာလဲသမထဘာဝနာဒီလိုမဟုတ်ပဲနဲ့ယုတ်တရားနံတရားတွေရဲ့မမြဲတဲ့သဘောကိုသိအောင်ဆင်းရဲတဲ့သဘောကိုသိအောင်ကိုယ်လိုတိုင်းမဖြစ်ပဲသူသဘောတိုင်းသူဖြစ်နေတဲ့အစိုးမရတဲ့သဘောကိုသိအောင်
အဲ့လိုလက္ခဏာရေးသုံးပါးကိုသိအောင်မြင်အောင်ရှုနေတာဆိုရင်ဝိပဿနာဘာဝနာခေါ်တယ်။ဘာဝနာခေါ်တယ်။ဝိပဿနာဘာဝနာခေါ်တယ်။ယခုယောဂီပုဂ္ဂိုလ်များကရှင်မင်းဝန်သာသနာရိပ်တာကိုလာပြီးတရားအားထုတ်တာသမထဘာဝနာကိုအားထုတ်လိုတာလားဝိပဿနာဘာဝနာလားဝိပဿနာဘာဝနာကိုအားထုတ်ဖို့ရောက်လာတဲ့ပုဂ္ဂိုလ်တွေဆိုတော့ဝိပဿနာဘာဝနာဖြစ်အောင်မင်းညွှန်ပြပေးရမှာပဲဘုန်းကြီးတို့ဒီမှာလည်းပဲကျေးဇူးတော်ရှင်မာစီဆရာတော်ဘုရားကြီးရဲ့ဥပနိဒေယအတိုင်းဒုက္ခဝိပဿနာသမထမယောပဲနဲ့ဝိပဿနာတက်တက်ကိုပဲရှုမှတ်စေခဲ့ပါလေ၆ဓာရကပေါ်လာသမျှအာယုန်တိုင်းကိုရှုမှတ်စေခဲ့ပါလေဘုန်းကြီးစောစောကပြောလိုက်တယ်ယောဂီတို့ကိုရှုမှတ်နေနေပေးစဉ်ခါခန္ဓာတော့ငါပြီပင်နိုင်ဖြစ်တဲ့ဖောင်းအာယုပိန်အာယုန်လေးကိုရှုမှတ်စေပြီးတော့တခြားပေါ်သမျှအာယုန်တိုင်းကိုလည်းပဲမလုပ်ရမှာလေ၆ဓာရကပေါ်သမျှအာယုန်တိုင်းကိုရှုမှတ်သွားရအဲ့လိုရှုမှတ်တဲ့အခါမှာလည်းပဲရှုမှတ်တဲ့အာယုန်လေးရဲ့ပေါ်ပြီးပြောက်လို့မြဲတဲ့သဘောလားမမြဲတဲ့သဘောလားအဲ့ဒီမမြဲတဲ့သဘောလေးကိုသိအောင်ရှုရတယ်ပေါ်မှုပြောင်းမှုဖြစ်မှုပြင်းမှုတွေမပြတ်နှိမ့်ဆက်လို့ဆင်းရဲတဲ့သဘောကိုသိအောင်ရှုရတယ်ကိုယ်လိုတိုင်းပဲဖြစ်ပဲသူ့သဘောတိုင်းသူဖြစ်နေလို့အစိုးမရတဲ့သဘောကိုသိအောင်ရှုရတယ်အဲ့လိုရှုမှဝိပဿနာမမြဲစင်းရဲ့အစိုးမရတဲ့သဘောကိုသိအောင်ရှုရင်ဘာပါလိမ့်မလဲဝိပဿနာတခုတည်းသောအာယုံကိုအာယုံပေါ်မှာစိတ်ကလေးတည်အောင်ရှုနေတာကဘာပါလိမ့်မလဲသမထကဲ့ဒါလေးကိုမှတ်တမ်းလေးတင်ကြည့်လိုက်ဒီငြိမ်ယုံမြရှုနေကသမထခေါ်ပါသည်ဒီငြိမ်ယုံမြရှုနေကသမထခေါ်ပါသည်ဆိုလိုက်သမထတင်းငြိမ်ယုံလေးရှုနေတာသမထကမ္မထံပဲအဲဒီသမထကမ္မထံနဲ့စပ်ပြီးတော့ဘုန်းကြီးတို့ကျမ်းဂန်များမှာဟောထားတာဆိုရင်ကမ္မထံ40တောင်ဟောထားတယ်ကမ္မထံဘယ်လောက်ပါလိမ့်မလဲကမ္မထံ40တောင်ဟောထားတယ်အဲတော့သမထကမ္မထံနေ40တောင်ရှိတယ်အဲဒီမှာသောသောကပြောခဲ့တယ်ဘုန်းကြီးတို့ဒီမှာတမာရီဖြစ်အောင်စိတ်လေးတင်းငြိမ်ယုံနဲ့ရှုနေတာမျိုးဟာသမထကမ္မထံဆိုတော့ကတိုင်း10ပါးနဲ့စပ်ပြီးတော့ရှုနေဆိုရင်ပထဝီမြေကတိုင်းအာဘောရေကတိုင်းတေဇောမိကတိုင်းညာတော့အဖြစ်ဘုန်းကြီးတို့ကြာဘူးသိဘူးနေတာတေဇောမိကတိုင်းရှုတာကိုသိဘူးကြတယ်ရှေ့မှာဗျောင်းတိုင်လေးထွန်းပြီးတော့အဲ့ဒီဗျောင်းတိုင်မီးလေးကိုဒီခါလဲစူးစိုက်ပြီးတော့ကြည့်အဲ့ဒီမီးတောက်လေးပုံမှာပဲစိတ်လေးတည်နေအောင်ရှုနေတာကတေဇောမိကတိုင်းပဲအဲ့လိုကတိုင်းအာယုံလေးရှုနေတာဟာဒါသမထကမ္မထံခေါ်တယ်ဘာကမ္မထံလဲဒီသမထကမ္မထံခေါ်တယ်နောက်တစ်ခါဩဒုမာဒကဖူးဖူးရောင်နေတဲ့သူတေကောင်ကြီးဝိနည်းလကညုံမဲနေတဲ့သူတေကောင်ကြီးအစရှိတယ်အတုပအာယုံ10မျိုးကိုရှုနေတာလေဒါသမထကမ္မထံပဲဘာကမ္မထံပါလိမ့်မယ်သမထကမ္မထံပဲနောက်တစ်ခါအနုတ္တိ10ပါးဗုဒ္ဓအနုတ္တိဘုရားရှင်ရဲ့ဂုဏ်တော်တွေဓမ္မအနုတ္တိတရားတော်ရဲ့ဂုဏ်တော်တွေသံဃာအနုတ္တိသံဃာတော်ရဲ့ဂုဏ်တော်တွေသီလအနုတ္တိမိမိရဲ့သီလဂုဏ်တွေကိုဒီလိုနှလုံးသွင်းဆင်ခြင်နေတာဒီအနုတ္တိအဲ့လိုဆင်ခြင်နှလုံးသွင်းနေတာလည်းပဲဒါဟာသမထကမ္မထံပဲဘာကမ္မထံပါလိမ့်မလဲသမထကမ္မထံပဲဘုန်းကြီးတို့ယောဂီများနောက်ပြီးတော့သောတော်ကသံမေမွန်ကြီးခြေတဲ့လက်တဲ့အရေးစသည်ဖြင့်သွားအရေးစသည်ဖြင့်အဲ့လိုနှလုံးသွင်းဆင်ခြင်နေတာလည်းပဲဒါလည်းသမထကမ္မထံပဲတမာတိဖြစ်ရုံပဲဝိပဿနာဉာဏ်မဖြစ်ဘူးတို့နောက်ပြီးတော့ဘုန်းကြီးတို့ဒီမှာထွက်သက်ဝင်သက်အနေအားဖြင့်ရှုတဲ့အာနာပါနတတိဒီအာနာပါနတတိကမ္မထံကိုဝိသုဒ္ဓိမြတ်မှာသမထကမ္မထံထဲမှာထည့်ထားပါတယ်သို့တော့ဒီအာနာပါနတတိကတော့ဝိပဿနာဖြစ်အောင်လည်းရှုလို့ရတယ်နောက်ပြီးတော့မေတ္တာကရုဏာမုဒိတာဥပေက္ခဆိုတဲ့ဓမ္မဝိဟာရတရားတွေမေတ္တာတရားတွေပွားနေတာကရုဏာတရားတွေပွားနေတာမုဒိတာတရားတွေပွားနေတာဥပေက္ခတရားတွေပွားနေတာဒါတွေဟာလည်းပဲသမထကမ္မထံနေဘာကမ္မထံနေလဲသမထကမ္မထံနေပဲနောက်စားထားတဲ့အစာတွေကိုဆက်စုပ်ရိုးရှားဝင်အနေအားဖြင့်အာရိပတိကူလာတင်ညာအနေအားဖြင့်ရှုတာဒါတွေလည်းပဲသမထကမ္မထံနေပဲနောက်တစ်ခါဓာတ်လေးပါးကိုခွဲခြားပြီးတော့ရှုတဲ့စတုဓာတုဝဝဋ္ဌံဆိုတဲ့ပထဝီအာဝတ္တိဇောဝါယောဆိုတဲ့ဓာတ်လေးပါး
အဲ့ဒီဓာတ်လေးပါးကိုခွဲခြားပြီးတော့ရှုနေတာလေးပဲသူ့လည်းပဲသမထကမ္မထာပဲတဲ့သို့တော့အဲ့ဒီဓာတ်လေးပါးကိုဝိပဿနာဉာဏ်ဖြစ်အောင်ရှုလို့လေရပါတယ်တဲ့အဲ့တော့ဒီမှာကမ္မထာ40တဲကအာနာပါနတတိယေသတုဓာတုဝဝဋ္ဌာယဒီကမ္မထာတွေကတော့ဖြင့်သမထကမ္မထာတွေမှာပဲဝိပဿနာဉာဏ်ဖြစ်အောင်လဲရှုလို့မရပြီဘူးလားရှုလို့ရသွားပြီနောက်အခုဘုန်းကြီးတို့ယောဂီများရှုမှကသမထဘာဝနာလားဝိပဿနာဘာဝနာလားဝိပဿနာဘာဝနာဆိုတော့ဝိပဿနာကမ္မထာဖြစ်ဖို့ဝိပဿနာဘာဝနာဖြစ်ဖို့ကြတော့စိတ်လေးတစ်ခုတည်းသောအာယုံကိုတည်နေအောင်ရှုနေုံနဲ့တော့ဖြင့်ဝိပဿနာဘာဝနာဖြစ်ပါမလားမဖြစ်တော့အဲ့တော့ဝိပဿနာဘာဝနာဖြစ်အောင်ရှုမယ်ဆိုရင်မမြဲတဲ့သဘောတွေယုံနာတရားတွေခန္ဓာ၅ပါးတရားတွေကိုရှုနေတယ်အဲ့တော့ရှုနေတယ်ဆိုတော့ယုတ်ကထင်ရှားရင်ယုတ်ပေါ်မှာရှုတယ်နာကထင်ရှားရင်နာပေါ်မှာရှုတယ်အဲ့ဒီယုံနာပေါ်ကထင်ရှားတဲ့အာယုံလေးကိုရှုနေတယ်ရှုတိုင်းရဲ့ပေါ်ပြီးပြောက်ဖြစ်ပြီးဖြစ်သွားလို့မမြဲတဲ့သဘောလေးကိုဉာဏ်နဲ့တက်ဝင်သွားအောင်ရှုရတယ်အဲ့လိုပေါ်လိုက်ပြောက်လိုက်ဖြစ်လိုက်ပြက်လိုက်မမြဲလို့ဆင်းရဲတဲ့ဒုက္ခလက္ခဏာကိုဉာဏ်ထဲမှာထင်အောင်ရှုရတယ်ကိုယ်လိုတိုင်းမဖြစ်ဘဲနဲ့သူ့သဘောတိုင်းသူဖြစ်နေလို့အစိုးမရတဲ့သဘောတွေကိုဉာဏ်ထဲမှာထင်အောင်ရှုရတယ်ခုယောဂီပုဂ္ဂိုလ်များဒီအနတ္တလက္ခဏာတွေကကောင်းကောင်းကြီးထင်နေတာပဲလေဒုက္ခလက္ခဏာတွေလည်းတရားရှုမှရင်ကောင်းကောင်းကြီးမထင်မိဘူးလားထင်နေတာလေကြည့်တရားထိုင်နေတဲ့အခါမှာဝေဒနာတွေလာစေခြင်းလားမလာစေခြင်းဘူးလားဒါပေမဲ့ဝေဒနာတွေဟာမိနစ်20 30ဆိုရင်ခန္ဓာကိုယ်အောက်ပိုင်းကအလယ်ပိုင်းကအထက်ပိုင်းကမလာဘူးလားကိုယ်သဘောလားသူ့သဘောလားဒီလိုဆိုရင်အစိုးရတာလားအစိုးမရတာလားအစိုးမရတာဆိုတော့အတ္တလားအနတ္တလားကဲခန္ဓာကြီးကပြနေတာအနတ္တကြီးယောဂီတို့ကဒီချမ်းဉာဏ်နဲ့မသိလို့ပဲနောက်တစ်ခါကြည့်လေဒီခန္ဓာကိုယ်ကြီးမှာယုံနာရနေတဲ့ပုဂ္ဂိုလ်တိုင်းဟာဆင်းရဲလွတ်နိုင်ပါမလားခန္ဓာကြီးရတဲ့ပုဂ္ဂိုလ်တွေကခန္ဓာဒုက္ခတွေရှောင်လို့တိမ်လို့ရပါမလားအခုထိုင်ပြီးတော့ရှုမှတ်နေတဲ့အခါဆင်းရဲတဲ့ဒုက္ခဝေဒနာတွေမလာဘူးလားကဲဒီလိုဆိုရင်ထိုင်ရှုမှတ်လို့ဝေဒနာတွေလာသလားဆိုတော့ရပ်ပြီးရှုမှတ်ရင်ဝေဒနာတွေမလာဘူးလားကဲဒီလိုဆိုရင်ရပ်ပြီးရှုမှတ်လို့ဝေဒနာတွေလာတာထင်ပါရဲ့ငါဈဉ္ဉံလျှောက်ပြီးရှုမှတ်မယ်ဆိုတော့ဈဉ္ဉံလေးမိနစ်20 30လောက်လေးရှုရောခါးတွေပါလေဘာဖြစ်လာလဲတောင်းလာပြီခြေထောက်တွေကလည်းညောင်းလာပြီဟောခန္ဓာကိုယ်ကြီးကချမ်းသာနေတာလားဆင်းရဲနေတာကဲခန္ဓာကိုယ်ကြီးကဒီမှာတရားတွေပြနေတာယောဂီတို့ကသိချမ်းမြင်အောင်မကြည့်လို့ဟုတ်တယ်မို့လားမြင်တော့မြင်ပါရဲ့ဒါပေမဲ့ရှမ်းနေတယ်တကယ်ကိုဒုက္ခကိုသိချမ်းမမြင်ဘူးဖြစ်နေတယ်ကိုယ်ခန္ဓာကြီးကတရားတွေပြနေတယ်ဆင်းရဲတဲ့ဒုက္ခလက္ခဏာတွေပြအဲ့လိုဆင်းရဲတဲ့သဘောကိုဉာဏ်သက်ဝင်သွားရင်ဒါဘုန်းကြီးတို့ယောဂီများဝိပဿနာဉာဏ်ဖြစ်တာပဲရှုတိုင်းဟာထိုင်ပြီးရှုတာပဲဖြစ်စီရပ်ပြီးရှုတာပဲဖြစ်စီဈဉ္ဉံသွားပြီးရှုတာပဲဖြစ်စီလျှောင်းပြီးရှုတာပဲဖြစ်စီပေါ့အဲ့လိုရှုနေတဲ့ခါကလမှာရှုကအာယုံလေးရောရှုသိနေတဲ့ရှုသိစိတ်လေးရောပေါ်လာပြီးပျောက်သွားအဲ့လိုပေါ်လာပြီးပျောက်သွားတာလေးကိုယောဂီဉာဏ်နေတာစိုးစောကဖြစ်ပေါ်လာတယ်အခုမရှိတော့ဘူးပျောက်သွားပြီဆိုပါပျောက်သွားပါလားဆိုတော့ဉာဏ်နဲ့သိလိုက်ရတယ်အဲ့လိုဉာဏ်နဲ့မမြဲတာလေးကိုပေါ်ပြီးပျောက်သွားတာလေးကိုသိသိချာချာသိလိုက်ရင်ဒါဝိပဿနာဉာဏ်ဖြစ်တာပဲ။ဘာဉာဏ်ဖြစ်တာလဲ။ဝိပဿနာဉာဏ်ဖြစ်တာပဲ။ဒါကြောင့်မို့လက္ခဏာ3ရပ်ရှုတိမှဝိပဿခေါ်ပါသည်တဲ့။လက္ခဏာ3ရပ်ဆိုတာအနိစ္စလက္ခဏာဒုက္ခလက္ခဏာအနတ္တလက္ခဏာအဲ့တော့ဒီလက္ခဏာ3ရပ်ထင်ပြီးသို့မဟုတ်အနိစ္စလက္ခဏာကောင်းကောင်းထင်ပြီးဆိုရင်လည်းဝိပဿနာဉာဏ်ဖြစ်တာပဲ။အနိစ္စလက္ခဏာကောင်းကောင်းထင်သွားရင်ဟိုဘက်ကဒုက္ခအနတ္တလက္ခဏာတွေမထင်နိုင်ပြီဘူးလား။ကဲဆိုကြည့်လိုက်ပါဦး။လက္ခဏာ3ရပ်ရှုတိမှဝိပဿခေါ်ပါသည်လက္ခဏာ3ရပ်ရှုတိမှဝိပဿခေါ်ပါသည်ဆိုလိုက်ပါလက္ခဏာ3ရပ်ထင်အောင်ရှုနေရင်ဒါဝိပဿနာပဲအနိစ္စလက္ခဏာမမြဲတဲ့သဘောဉာဏ်ထဲမှာထင်သွားပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဝိပဿနာဉာဏ်ဖြစ်သွားတာပဲဆင်းရဲတဲ့ဒုက္ခလက္ခဏာတွေထင်နေပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဝိပဿနာဉာဏ်တွေဖြစ်နေတာပဲကိုယ်လိုတိုင်းမဖြစ်တဲ့သဘောအစိုးမရတဲ့သဘောတွေထင်နေရင်အဲ့ဒီပုဂ္ဂိုလ်ဘာဉာဏ်တွေဖြစ်နေတယ်ဝိပဿနာဉာဏ်တွေဖြစ်နေတာပဲအဲ့တော့အဲ့လိုလက္ခဏာ3ရပ်ဉာဏ်ထဲမှာထင်လာရင်အဲ့ဒါဝိပဿနာပဲဝိပဿနာဉာဏ်ပဲဒီတော့ဝိပဿနာဉာဏ်ဖြစ်ဖို့အတွက်ယောဂီပုဂ္ဂိုလ်များ3ပါးကာလဘယ်နှပါးလဲကာလ3ပါးအဲ့ဒီကာလ3ပါးမှာအတိတ်အနာဂတ်ရဲ့ဆိုတာကိုဖယ်ပြီးတော့ပစ္စုပန်တဲ့တယ်လေးရှုရဘာ
ဘာကိုရှုရမလဲပစ္စုပန်တဲ့တဲ့လေးကိုရှုရမယ်အတိတ်ဆိုတာပြီးဆုံးခဲ့ပြီလွန်မြောက်ခဲ့ပြီဖြစ်ပြီးခဲ့ပြီအဲ့ဒီဖြစ်ပြီးသားတွေကိုမိမိကပြန်ပြီးတော့စင်ကြင်နှလုံးသွင်းပြီးတော့ရှုမယ်ဆိုရင်အမှန်တိုင်းသိနိုင်မှာမလားမသိနိုင်ဘူးရောင်ဝါးဝါးပြီအဲ့တော့မဖြစ်သေးတာကိုကြိုပြီးမှန်းဆပြီးတော့ကိုယ့်ဟာကိုရှုကြည့်ဖြစ်မှမဖြစ်သေးဘူးမဖြစ်သေးတာကိုနောက်ဖြစ်လာမှာပဲဆိုပြီးမှန်းဆပြီးရှုကြည့်ရင်ရောအမှန်တိုင်းသိနိုင်ပါမလားဒီတော့အမှန်တိုင်းသိချင်ရင်ဖြစ်စေဖြစ်ခတ်ပေါ်စေပေါ်ကအဲ့ဒီဖြစ်စေဖြစ်ခတ်ကလေးကိုရှုရင်အမှန်တိုင်းမသိနိုင်ပြီဘူးလားဒါကြောင့်မို့မြတ်စွာဘုရားရှင်ကိုရောင်မြတ်ကြီးကဝိပဿနာရှုတဲ့အခါမှာပစ္စုပန်နိစ္စယန္တမံတထဝိပဿတိပစ္စုပန်နံပစ္စုပန်ဖြစ်သောဓမ္မင်းစာအကျင့်ခန္ဓာ၅ပါးတရားတို့ဓမ္မင်းစာခန္ဓာ၅ပါးယုံနာတရားတို့ကိုလေတထထိုးဖြစ်စေခဏ၌သာလေဖြစ်ပြီးလည်းမဟုတ်ဘူးမဖြစ်ခင်လည်းမဟုတ်ဘူးတထထိုးဖြစ်စေခဏ၌သာလေယံဝိပဿတိအကျင့်ရှုမှတ်၏အဲ့တော့ဖြစ်စေခဏမှာပေါ်စေခဏလေးမှာယုတ်တရားကထင်ရှားရင်အဲ့ဒီယုတ်တရားကိုရှုစိတ်နဲ့တရားလေးကထင်ရှားရင်အဲ့ဒီစိတ်နဲ့တရားလေးကိုမလုပ်ရမလဲရှုရမယ်အဲ့လိုဖြစ်စေခဏလေးကိုဖြစ်စေဖြစ်ခိုက်ပေါ်စေပေါ်ခိုက်ကလေးကိုပဲရှုပါပစ္စုပန်တဲ့တဲ့လေးရှုအဲ့လိုပစ္စုပန်တဲ့တဲ့လေးရှုမှသာရင်အမှန်တိုင်းသိနိုင်တယ်ပစ္စုပန်တဲ့တဲ့ရှုရင်ဗာသိနိုင်တယ်အမှန်တိုင်းသိနိုင်တယ်ဖြစ်ခိုက်ရှုမှတဘာဝမုတ်ချသိနိုင်သည်တဲ့ဖြစ်ခိုက်လေးရှုလိုက်ရင်သူ့ရဲ့သဘောတဘာဝတွေကိုအမှန်တိုင်းမသိနိုင်လေဘူးလားဟောဘုန်းကြီးတို့ဥပမာအားဖြင့်ပင်နိုင်ဖြစ်တဲ့ဖောင်းအာယုပင်အာယုလေးကိုယောဂီတို့ရှုနေတယ်အဲ့တော့ဖောင်းလာတဲ့အခိုက်လေးမှာယောဂီကဖောင်းနေလို့ရှုလိုက်ပိန်လာတဲ့အခိုက်လေးမှာယောဂီကပိန်နေလို့ရှုတယ်အဲ့တော့ရှုစိတ်ကလေးကဟိုကဖောင်းလာတဲ့အခိုက်နဲ့ဖောင်းတယ်လို့ရှုတဲ့ရှုစိတ်ကလေးနဲ့တခါလေတစ်ထပ်တည်းကြာဟိုကရော့ကြပိန်ကြသွားတဲ့အခိုက်လေးနဲ့ဒီကပိန်တယ်လို့ရှုလိုက်တာလေးနဲ့မှတ်စိတ်လေးတစ်ထပ်တည်းကြာအဲ့လိုတစ်ထပ်တဲ့မှတ်စိတ်လေးတဲပြီးတော့အာယုမှတ်စိတ်မိနေတဲ့အခါစောစောပိုင်းကတော့ယောဂီပုဂ္ဂိုလ်ဟာဖောင်းတယ်ဆိုရင်ဝမ်းပိုက်ကြီးဖောင်းပြီးတင်းလာပိန်တယ်ဆိုရင်ဝမ်းပိုက်ကြီးရော့ကြပိန်ကြသွားတယ်ပြဉ္ညာဆိုတဲ့ဝမ်းပိုက်တရံကြီးထင်းနေတယ်ဒါပေမဲ့အဲ့ဒီပုံမှာရှုစိတ်လေးကြာကြာလေးမြဲမြဲဆွဆွလေးကြာဖောင်းတယ်ဆိုရင်ဖောင်းတဲ့အာယုလေးပုံမှာမှတ်စိတ်လေးကြာပိန်တယ်ဆိုရင်ပိန်တဲ့အာယုလေးနဲ့မှတ်စိတ်လေးနဲ့တစ်ထပ်တည်းဖောင်းတယ်ဆိုရင်ဖောင်းတဲ့အာယုလေးနဲ့မှတ်စိတ်လေးနဲ့တစ်ထပ်တည်းအဲ့ဒီမှာ9မိနစ်10မိနစ်15မိနစ်မိနစ်20အဲ့ဒီပုံမှာမှတ်စိတ်လေးအာယုလေးမိနေတယ်ဆိုရင်ပဲဝမ်းပိုက်ဆိုတဲ့ပြဉ္ညာတရံကြီးပျောက်သွားတယ်။ဘာကြီးပျောက်သွားလဲ။ဝမ်းပိုက်ဆိုတဲ့တရံကြီးပျောက်ပြီးတော့ဖောင်းတယ်ဆိုရင်တရွေချင်းရွေ့လာတဲ့သဘောတင့်ကန့်လာတဲ့သဘောမတွေ့ရဘူးလား။ရွေ့နေတဲ့သဘောဟာဓာတ်နဲ့ပြောရင်ဘာဓာတ်လဲ။ဝါယောဓာတ်တောင့်တင်းနေတဲ့သဘောဟာဓာတ်နဲ့ပြောရင်ဘာဓာတ်လဲ။ဝါယောဓာတ်အဲ့ဒီဝါယောဓာတ်ကရုပ်တရားဘာတရားလဲ။ရုပ်တရားအဲ့တော့သိနေတဲ့ရှုရင်းနဲ့သိလိုက်တဲ့စိတ်ကလေးကနံတရားဒီတော့ဟောင်းတယ်လို့ရှုလိုက်တဲ့အခါမှာယုံနဲ့နံပိန်တယ်လို့ရှုလိုက်တဲ့အခါမှာလည်းဘာနဲ့ပါလဲယုံနဲ့နံပဲစောစောကတော့ဝမ်းပိုက်ဆိုတဲ့ပြဉ္ညာတရံကြီးထင်တယ်အခုဒီပုံမှာအာယုန်လေးစိုက်မိနေတဲ့အခါကျတော့ဝမ်းပိုက်ဆိုတဲ့ပြဉ္ညာတရံပြောက်ပြီးတော့ပရမတ်တင်းသဘောတောင်းသဘောလှုပ်သဘောရွေ့သဘောအဲ့ဒီသဘောလေးကိုသိတာဒါကြောင့်ဖြစ်ခိုက်ရှုမှတဘာဝမုတ်ချသိနိုင်ပြီတဘာဝဆိုတာသဘောပြောတာဘာသဘောလဲယုတ်သဘောနံသဘောအဲ့ဒီသဘောလေးကိုသိတာအဲ့လိုသိတာဟာအမှန်သိလားအမှားသိလားအဲ့လိုအမှန်သိအောင်ရှုအဲ့လိုသိရင်ယုံနံသိပြီအဲ့လိုသိရင်မသိတယ်ဒါကြောင့်တရားဆိုတာသဘောတရားဆိုတာဘာလဲသဘောဆိုတာဘာလဲတရားသိခြင်းရင်ဘာသိအောင်ရှုသဘောသိနေရင်ဘာကိုသိပြီဘာတရားလဲလို့မေးရင်ယုတ်တရားနံတရားအဲ့ဒီတရားကိုသိတာအဲ့တော့ယုတ်တရားနံတရားလေးကိုသိခြင်းရင်မိမိရဲ့အရှုခံအာယုလေးကိုသေးချာချာထခါအဲ့ဒီအာယုမှတ်စိတ်လေးမိနေအောင်ရှုသွားရင်ယုတ်သဘောနံသဘောအမှန်သဘောတွေကိုဉာဏ်နဲ့မသိနိုင်ပြီဘူးလားကဲဆိုကြည့်လိုက်ဖြစ်ခိုင်းရှုမှတ်တဘာဝမုတ်ချသိနိုင်သည်ဖြစ်ခိုင်းရှုမှတ်တဘာဝမုတ်ချသိနိုင်သည်
ဆိုကြည့်ပါအဲ့လိုဖြစ်ခဲ့ကလေးရှုဖို့အတွက်မြတ်စွာဘုရားကကျမ်းဂန်များမှာဘုရားရှင်ကိုရောမြတ်ကြီးကတည်တည်ချာချာဟောကြားထားခဲ့တာပဲဘုဒ္ဓံဘုဒ္ဓတော်ပတ္တတိဘုဒ္ဓံဖြစ်နေတာဘုဒ္ဓတော်ဖြစ်နေတဲ့အတိုင်းပတ္တတိရှုတယ်ဝိပဿနာရှုတယ်ဆိုတာမဖြစ်တာရှုတာလားဖြစ်တာရှုတာလားမပေါ်တာရှုတာလားပေါ်တာရှုတာလားအဲ့လိုပေါ်တာဖြစ်တာလေးကိုရှုနေရင်အမှန်တိုင်းသိနိုင်သလားမသိနိုင်ဘူးလားဒါကြောင့်မို့ဘုဒ္ဓံဘုဒ္ဓတော်ပတ္တတိဘုဒ္ဓံဖြစ်နေတာကိုဘုဒ္ဓတော်ဖြစ်နေတဲ့အတိုင်းပတ္တတိရှုတယ်မိမိရဲ့ခန္ဓာမှာဘာဖြစ်နေတယ်လဲဖြစ်နေတဲ့အတိုင်းလေးပဲရှုထိုင်ရင်ထိုင်နေတဲ့အတိုင်းလေးပဲရှုရပ်ရင်ရပ်နေတဲ့အတိုင်းလေးပဲရှုသွားရင်သွားနေတဲ့အတိုင်းလေးပဲရှုလျှောင်းရင်လျှောင်းနေတဲ့အတိုင်းလေးပဲရှုဖြစ်ခဲ့ကလေးကိုပဲရှုတဲ့အခါမှာအတိတ်အနာကရှုရမှာလားပစ္စုပန်တည်းရှုရမှာလားပစ္စုပန်တည်းရှုဒါကြောင့်မို့ဘုန်းကြီးတို့ကျေးဇူးတော်ရှင်မာစီဆရာတော်ဘုရားကြီးရဲ့တရားနိဗ္ဗေခဲ့တဲ့ဆရာတော်ဟာမင်းကွန်းစီတုံဆရာတော်ဘုရားကြီးဖြစ်ပါတယ်အဲ့ဒီမင်းကွန်းစီတုံဆရာတော်ဘုရားကြီးဟာတထုံမြို့မှာတရားပေးပါတယ်တရားပြပါတယ်တထုံမြို့မှာမင်းကွန်းစီတုံတရားရိပ်တာကြောင်းတဲ့ကြီးရှိပါတယ်ကျေးဇူးတော်ရှင်မာစီဆရာတော်ဘုရားကြီးဟာယဟန်ဝါ၈ဝါအရာယဟန်ဝါ၈ဝါဆိုတော့တက်တော်28နှစ်ပဲရှိသေးတယ်တက်တော်ရွယ်တော်ငယ်နုပဲရှိသေးတယ်ဆရာတော်ဘုရားကြီးကနိက္ခမပါရမီဓာတ်ခံပါတဲ့အတွက်ကြောင့်ကျောင်းမှာနေလေတပါးလေးပဲနေတာများတယ်အများနဲ့မနေဘူးငယ်စဉ်အချိန်ကာလကလေးဘဝကစပြီးတော့ဆရာတော်ဘုရားကြီးကအများနဲ့စုပေါင်းဆော်တာကစားတာမရှိဆော့နေရင်လည်းသူဟာသူကစားနေတယ်ဆိုတာလည်းပဲတယောက်တည်းပဲထိုင်ပြီးတော့အေးစီစီကစားနေတတ်တယ်တယောက်တည်းပဲနေတဲ့အလေးအကျင့်ဆရာတော်ဘုရားကြီးဟာရှိကိုသက်တော်ရွယ်တော်ငယ်နု28နှစ်ဝါတော်8ဝါရမှာကျေးဇူးတော်ရှင်မာသီဆရာတော်ဘုရားကြီးဟာမော်လမြိုင်တောင်ဝိုင်းကလေးတက်ကြောင်းကနေပြီးတော့တပါးတဲ့တပိတ်တလုံးသင်္ကန်း3တွေနဲ့တောထွက်တော်မူခဲ့တာတပါးတဲ့တောထွက်တော်မူခဲ့အဲ့ဒီမှာဆရာတော်ဘုရားကြီးတောထွက်တယ်ဆိုတော့တောထွက်တဲ့ခါကျတော့အတူနေယဟန်တော်တပါးလားသူလည်းလိုက်ပြစီဆိုတော့လိုက်ချင်တော့လိုက်တာပေါ့သို့တော့တင်းလျော်နေရာကိုရောက်ပြီဆိုရင်တိတ်ဆိတ်တဲ့နေရာမိမိသဘောကျတဲ့နေရာရောက်ပြီဆိုရင်တော့လမ်းခွဲပြီးတော့ကိုဟာကိုပဲကိုတပါးကြီးကိုအထုတ်ကြရအောင်ညှိနှိုင်းပြီးတော့အဲ့မှာထွက်ကြဒါပေမဲ့ဟိုယဟန်တော်ကိုတော့ဆွေမျိုးသားချင်းများကကွန့်ပြူတာနဲ့လိုက်ပြီးပင့်တာနဲ့ပြန်ပါသွားအဲ့ဒီမှာကျေးဇူးတော်ရှင်ဆရာတော်ဘုရားကြီးတပါးတဲ့တပိတ်တလုံးသင်္ကန်း30နဲ့အဲ့ဒီမှာတထုံတောင်တန်းဘုန်းကြီးတို့အခုကြိုက်ထီးရိုးတဝိုက်အဲ့ဒီတောတန်းတောင်တန်းနေဟာကျေးဇူးရှင်ဆရာတော်ဘုရားကြီးရဲ့ခြေရာတော်ကြီးထက်နေဆင်းရဲတဲ့နေရာချင်းကပ်ပြီးတော့တရားတွေအားထုတ်ဘယ်နေရာမှာကမ္မဋ္ဌာန်းနိလန်ပေးတယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ထာမှာသွားပြီးနိခံပြီးတော့အားထုတ်မနှစ်သက်သေးဘူးဆိုရင်တနေရာပြောင်းဆရာတော်ဘုရားကြီးဟာစာပေပရိယလည်းကျွမ်းကျင်တဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ပရိယနဲ့မကိုက်ညီတဲ့ကမ္မဋ္ဌာန်းနည်းကိုမယူအဲ့ဒီမှာကိုက်ညီတဲ့ကမ္မဋ္ဌာန်းနည်းကိုပဲယူမယ်ဆိုပြီးတော့အဲ့ဒီမှာတောထထတောင်ထထကိုတခါနဲ့လှက်ပန်းပြီးတော့ဆရာကောင်းရှာခဲ့အဲ့လိုဆရာကောင်းရှာတဲ့အခါကလည်းတထုံတောင်လန်းကိုရောက်တဲ့သုတ်တန်ဒူရင်နေဆိုတာဟာသုတ်တန်တိုင်းလမ်းတွေးသမျှသုတ်တန်နေမှာဒူရင်ဆောက်တည်ခဲ့တယ်တပါးတဲ့သုတ်တန်နေမှာအဲ့ဒီမှာမနေ့တနေ့ကမှတင်းကြိုသွားတယ်သို့မဟုတ်ဒီကနေ့မှတင်းကြိုသွားတယ်မြေမြုပ်သွားတယ်အဲ့ဒီသုတ်တန်မြေပုံမှာထိုင်ပြီးတော့တခါနဲ့သုတ်တန်ဒူရင်နေဆောက်တည်ခဲ့တယ်ဒူရင်မောင်များသုတ်တန်မောင်များစွာဒါနဲ့တထုံတောင်တန်းရောက်တဲ့အခါကလည်းကြတော့မင်းကုန်းဇေတုံဆရာတော်ဘုရားကြီးတည်င်းကိုကြားအဲ့လိုတည်င်းကြားတဲ့အခါကလည်းကြတော့မှအဲ့ဒီမှာဇေတုံဆရာတော်ဘုရားကြီးထံမှာသွားပြီးတော့နိခံတယ်နိခံတဲ့အခါမှာကျေးဇူးရှင်တထုံဇေတုံဆရာတော်ဘုရားကြီးဟာတတိပဋ္ဌာနာသုတ်တန်ဒေသနာတော်ကြီးကိုအခြေခံပြီးတော့အဲ့ဒီတတိပဋ္ဌာန်ဒေသနာတော်တိုင်းဟောကြားတော်မူပါတယ်ကာယ ानु ပဒနာဝေဒနာ ानु ပဒနာစိတ်တ ानु ပဒနာဓမ္မ ानु ပဒနာဆိုတဲ့ဒီတတိပဋ္ဌာန်တရားကိုပဲအဓိကအခြေခံပြီးတော့ဟောကြားတော်မူပါတယ်။အဲဒီမှာကျေးဇူးတော်ရှင်မဆီဆရာတော်ဘုရားကြီးဟာမိမိကိုယ်တိုင်လည်းပဲကျမ်းပေါင်းများစွာနှက်ဆောက်သင်ကြားလာခဲ့တာဖြစ်တော့ဒီဆရာတော်ကြီးဟောကြားတာကတော့ဖြင့်တကယ်ကိုမြတ်စွာဘုရားဟောတဲ့သုတ်တန်ဒေသနာတော်ကြီးအခြေခံပြီးတော့ဟောကြားနေတာပဲဆိုပြီးတော့
အဲ့ဒီမှာဆရာတော်ဘုရားကြီးထံမှာနိခံပြီးတော့တရားအထုတ်ပါအဲ့ဒီနိခံပြီးအထုတ်တဲ့အခါမှာဆရာတော်ဘုရားကြီးဟာတတိပဌာန်ဒေသနာတော်အတိုင်းကာယ ानु ပဒနာတတိပဌာန်ဝေဒနာ ानु ပဒနာတတိပဌာန်စိတ်ဓာ ानु ပဒနာဓမ္မ ानु ပဒနာဆိုတဲ့ဒီတတိပဌာန်တရား၄ပါးကိုပဲအထုတ်ဖို့ရအတွက်ညွှန်ကြားပြီးဟောကြားပေးပါတယ်အခုဘုန်းကြီးတို့ယောဂီများဟာဒီတတိပဌာန်တရားကိုအထုတ်နေကြတာပါဘယ်တရားကိုအထုတ်နေတာလဲတတိပဌာန်တရားအဲ့တော့ကာယ ानु ပဒနာတတိပဌာန်ဆိုတာကိုယ်အမှုရာကိုရှုတာဘာအမှုရာကိုရှုတာလဲကာယ ानु ပဒနာကာယဆိုတာဘုန်းကြီးတို့ဒီမှာရုပ်ခန္ဓာရုပ်အပေါင်းစုအဲ့ဒါကာယအနုအကျဉ်းချင်းအပံမှန်အထထပဒနာရှုတာကြည်တာမှတ်တာကာယ ानु ပဒနာဒီရုပ်ခန္ဓာကြီးကိုထက္ခါရှုနေတာကိုကာယ ानु ပဒနာလို့ခေါ်တယ်ဘာ ानु ပဒနာခေါ်တယ်အခုဘုန်းကြီးတို့ယောဂီများထိုင်ရင်ထိုင်တယ်မရှုဘူးလားအဲ့ဒါဘာ ानु ပဒနာလဲရပ်ရင်ရပ်တယ်မရှုဘူးလားအဲ့ဒါဘာ ानु ပဒနာလဲသွားရင်သွားနေတဲ့အမူအရာမရှုဘူးလားအဲ့ဒါဘာ ानु ပဒနာလဲကာယ ानु ပဒနာအိပ်ရင်အိပ်တဲ့အမူအရာတိုင်းမရှုဘူးလားအဲ့ဒါကာယ ानु ပဒနာဘာ ानु ပဒနာလဲဟောကိုယ်ရဲ့ဆန်းတဲ့ကာမကိုယ်ရင်ကိုယ်တယ်ဆန်းရင်ဆန်းတယ်မရှုဘူးလားအဲ့ဒါဘာ ानु ပဒနာလဲကာယ ानु ပဒနာဟောလှဲ့တဲ့ကံမှာလှဲ့ရင်လှဲ့တယ်ပြောင်းရင်ပြောင်းတယ်စောင်းရင်စောင်းတယ်ရွှေ့ရင်ရွှေ့တယ်မရှိဘူးလားအဲ့ဒါဘာ ानु ပဒနာလဲကာယ ानु ပဒနာဟောမိမိတို့ခန္ဓာကိုယ်ညာဆက်တဲ့ကံမှာဝမ်းဘက်ကလေးပေါင်းလာရင်ပေါင်းတယ်ဝမ်းဘက်ကလေးရော့ချပိန်ကျသွားရင်မရှိဘူးလားအဲ့ဒါဘာ ानु ပဒနာလဲဟေးကာယ ानु ပဒနာကိုယောဂီတို့ရှုနေတာပေါင်းနေပိန်နေရှုနေတာကာယ ानु ပဒနာထိုင်နေရှုနေတာကာယ ानु ပဒနာရပ်ရင်ရပ်တယ်ရှုနေတာကာယ ानु ပဒနာသွားရင်ညာလန်းနဲ့ပင်လန်းနဲ့ရှုနေတာဘာ ानु ပဒနာလဲအေးရပေါ်ရောက်တဲ့ကလဲပြီးဖောင်းနေပိန်နေရှုနေတာဘာ ानु ပဒနာလဲကာယ ानु ပဒနာအဲ့တော့ကာယ ानु ပဒနာအတိုင်းရှုနေတာအဲ့လိုဓက္ကကိုယ်မူရာကိုဓက္ကရှုနေတာကိုကာယ ानु ပဒနာအဲ့တော့အခုယောဂီပုဂ္ဂိုလ်များထိုင်ပြီးတော့ရှုတဲ့အခါမှာအမြဲတမ်းလေးရှိထင်ရှားဖောင်းအာယုပိန်အာယုလေးကိုမရှုဘူးလားရှုတဲ့အခါမှာအဲ့ဒီဖောင်းလာတဲ့အခါမှာဖောင်းကြိုက်ရှုတာလားမဖောင်းရင်ရှုတာလားအေးဖောင်းပြီးတော့မှမှန်းဆပြီးတော့ရှုတာလားဖောင်းဆဲရှုတာလားဒီဖောင်းဆဲဖောင်းကြိုက်ဖောင်းဆဲပိန်ကြိုက်ပိန်ဆဲလေးမှာပစ္စုပန်တဲ့တယ်လေးဖြစ်စေဖြစ်ကြိုက်လေးကိုရှုနေတာအဲ့လိုဝိပဿနာရှုရဆိုတာအဲ့လိုပစ္စုပန်တဲ့တယ်လေးရှုရတာမဖြစ်ခင်မှန်းဆပြီးတော့အော်တော်နေကြဖောင်းပါပြီငါမဖောင်းရင်ကြိုပြီးတော့ဖောင်းတယ်လို့ရှုထားမယ်ဖောင်းမှမဖောင်းသေးတာဖောင်းတယ်လို့ရှုလို့အမှန်တိုင်းသိပါမလားကဲဖောင်းတာလေးကဖောင်းပြီးသွားပြီဖောင်းပြီးသွားမှစောကတော့ဖောင်းသွားပြီငါဖောင်းတယ်လို့မှန်းဆရှုအောင်မှပဲဆိုပြီးမှန်းဆရှုနေရင်အမှန်တိုင်းသိပါမလားကဲတကယ်လို့အမှန်တိုင်းသိကျင်ရင်ဘယ်ခိုက်လေးမှရှုရမယ်ဖောင်းစေဖောင်းခိုက်ကလေးမှရှုအဲ့လိုဖောင်းစေဖောင်းခိုက်ကလေးမှရှုတဲ့အခါကျတော့ဖောင်းတယ်ဆိုရင်ယောဂီရဲ့ဉာဏ်ထဲမှာဉာဏ်ပေါ်လာတဲ့ပုဂ္ဂိုလ်ကြတော့တရွေချင်းတင်းပြီးကန်းလာတဲ့သဘောမတွေ့ရဘူးလားအဲ့ဒါအမှန်သိလားအမှားသိလားဝါယောဓာတ်သိနေတာဘာဓာတ်ကိုသိနေတာလဲအဲ့ဒီဝါယောဓာတ်ကရုပ်တရားဘာတရားလဲရှုရင်းနဲ့သိနေတဲ့စိတ်လေးကဘာတရားလဲဒီလိုဆိုရင်ဖောင်းတယ်လို့ရှုနေတဲ့ခိုင်မှာဘာနဲ့ဘာသာတွေ့ရတယ်ဟောနောက်တခါပိန်တယ်လို့ရှုရင်ပိန်ခိုင်ကလေးမှာယောဂီပုဂ္ဂိုလ်ဟာဟိုကတရွေချင်းရွေ့ပြီးရော့ကျသွားတဲ့သဘောလေးကိုယောဂီကပိန်နေရှုလိုက်တယ်ရှုလိုက်တဲ့အခါကလည်းကြတော့ဟောမှာမှတ်စိတ်လေးကတထက်တက်ကပ်ပြီးပန်သွားတော့ရွေ့ပြီးတော့ရော့ကျသွားတဲ့သဘောလေးတွေ့ရတယ်အဲ့လိုရွေ့ရော့သွားတဲ့သဘောလေးဟာဓာတ်နဲ့ပြောရင်ဗာဓာတ်ပါလိမ့်မလဲဝါယောဓာတ်အဲ့ဒီဝါယောဓာတ်ကယုတ်လားနာလားသိနေတဲ့စိတ်လေးကဗာတရားကဲဒီတော့ပိန်နေဆိုတဲ့အခါမှာလည်းဗာနဲ့ပါကိုတွေ့ရတယ်အဲ့ဒါအမှန်သိလားအမှားသိလားအမှန်သိတယ်ဆိုတာအတိတ်အနာကရှုလို့လားပစ္စုပန်တည်းရှုလို့လားကျမ်းဂန်များမှာဘာနဲ့ဥမာပြထားတယ်လဲဆိုတော့ဘုန်းကြီးတို့မိုးရွာရဲ့ကလမ်းမှာမိုးတွေချိန်ပြီးတော့လျှက်စီးလက်တာတွေမရှိပေဘူးလားအဲ့ဒီမှာလျှက်စီးလက်သွားတာလေးကိုတည်တည်ချာချာသိချင်ရင်ဘုန်းကြီးတို့လက်ပြီးမှကြည့်မှလားလက်ဆဲကြည့်မှလားအေးလျှက်စီးလက်နေတဲ့အစဲလေးလက်ဆဲလေးလက်ခိုက်ကလေးကိုကြည့်လိုက်မှလက်ပြီးမှသွားကြည့်ရင်ဟိုကပြီးသွားပြီဘာမှမသိလဲမလဲခင်တုံးနေကြလက်မှာပဲနိငါမလဲခင်ကြိုကြည့်မယ်ဆိုရင်ရောအမှန်တိုင်းသိနိုင်မှာမလားမသိနိုင်တော့ဟောသိကျင်အမှန်တိုင်းသိကျင်ဟိုကလက်ဆဲမှာ
လက်ခိုက်ကလေးမှာလျှက်စီးလက်ခိုက်ကလေးမှာကိုကမော့ကြည့်လိုက်ရင်လျှက်စီးလေးတွေကိုယ်ကောက်ကောက်နဲ့လက်သွားတာမတွေ့ရပြီဘူးလားအဲ့ဒါအမှန်သိလားမှားသိလားအေးအဲ့လိုအမှန်တိုင်းသိချင်ရင်ဝိပဿနာရှုတဲ့ပုဂ္ဂိုလ်များအတိတ်အနာဂတ်ရှုရမှလားပစ္စုပန်တည့်တဲ့ရှုရမှလားပစ္စုပန်တည့်တဲ့ရှုဒါကြောင့်ကျေးဇူးရှင်အဲ့ဒီမင်းကုန်းဇေတဝန်ဆရာတော်ဘုရားကြီးကသူစီရောက်လာတဲ့ယောဂီများတရားရှုမှန်နေပေးတဲ့အခါအတိတ်ကိုလည်းမပြန်နဲ့အနာဂတ်ကိုလည်းမကြံနဲ့ဖြစ်စေယုံနာပစ္စုပန်အမှန်တည့်အောင်ရှုလို့ဒီလိုနည်းလေးပေးလိုက်တယ်ကဲဒါလေးကိုဘုန်းကြီးတို့ယောဂီများနည်းယူသွားရအောင်အတိတ်ကိုလည်းမပြန်နဲ့အနာဂတ်ကိုလည်းမကြံနဲ့ဖြစ်စေယုံနာပစ္စုပန်အမှန်တည့်အောင်ရှုအတိတ်ကိုလည်းမပြန်နဲ့အနာဂတ်ကိုလည်းမကြံနဲ့ဖြစ်စေယုံနာပစ္စုပန်အမှန်တည့်အောင်ရှုဒီတော့ယောဂီပုဂ္ဂိုလ်များဟာကာယ ानु ပဒနာအနေအားဖြင့်ထိုင်ပြီးရှုတဲ့အခါမှာထိုင်နေလို့ရှုရင်လည်းပစ္စုပန်တည့်ဖို့မလိုဘူးလားမထိုင်မဲနဲ့ထိုင်နေရှုရမှာလားထိုင်စေထိုင်ကြိုက်မှာလားထိုင်စေထိုင်ကြိုက်မှာထိုင်တယ်လို့ရှုဟောရက်တဲ့အခါမှာလည်းရက်စေရက်ကြိုက်မှာရက်တယ်လို့ရှုမရက်ခင်ရက်တယ်လို့ကြိုရှုလို့အမှန်သိပါမလားရက်ပြီးတဲ့အခါမှာမှန်းဆရှုလို့ရောအမှန်သိနိုင်ပါမလားသွားနေတဲ့အခါမှာလည်းသွားစေသွားကြိုက်မှာသွားတယ်ဘာလို့ရမလဲရှုရမှာပဲကြွစေကြွကြိုက်လှမ်းစေလှမ်းကြိုက်ခြာခဲခြားဆိုင်မှာခြားတယ်ကြွတယ်လှမ်းတယ်စသည်ဖြင့်မရှုရဘူးလားသူပြစ္ဆုတ်ပန်တဲ့ဖြစ်စေဖြစ်ခိုက်ကလေးပေါ်စေပေါ်ကိုက်ကလေးမှာပဲရှုသွားရမယ်အဲ့လိုပဲအခုတိုင်းမှာထိုင်ပြီးရှုမှတ်တဲ့အခါမှာလည်းဖောင်းဟာယုံပိန်ဟာယုံလေးရှုတဲ့အခါမဖောင်းခင်ကြိုပြီးရှုရမှာလားဖောင်းစေလားမပိန်ခင်ကြိုပြီးရှုရမှာလားပိန်စေမှာလားအဲ့လိုကြိုပြီးတော့လည်းမရှုနဲ့ကြော်ပြီးတော့လည်းမရှုနဲ့ဖြစ်စေဖြစ်ခိုက်ပေါ်စေပေါ်ကိုက်ကလေးကိုဖောင်းစေဖောင်းကိုက်ပိန်စေပိန်ကိုက်ကလေးမှာပြစ္ဆုတ်ပန်တဲ့လေးရှုနေရင်ဒါသမထလားဝိပဿနာလားဝိပဿနာအဲ့လိုပြစ္ဆုတ်ပန်တဲ့လေးရှုရင်စောစောကပြောတယ်တင်းလာတဲ့သဘောတောက်လာတဲ့သဘောလှုပ်သွားတဲ့သဘောရွေ့သွားတဲ့သဘောအမှန်တိုင်းမသိနိုင်ပြီဘူးလားအဲ့ဒီလိုကာယ ानु ပဒနာနည်းနဲ့ရှုတဲ့အခါမှာလည်းပြစ္ဆုတ်ပန်တဲ့လေးရှုရတယ်ခံစားမှုဝေဒနာလေးတွေဖြစ်ပေါ်လာရင်လည်းပဲဝေဒနာရှုတဲ့အခါမှာအတိတ်အနာဂတ်ရှုရမှာလားပြစ္ဆုတ်ပန်တဲ့လေးရှုရမှာလားတတိပဒဒေသနာတော်မှာရှုမှတ်ရမယ်အာယု၄မျိုးဘယ်နှမျိုးလဲကာယ ानु ပဒနာတတိပဋ္ဌာန်ကိုယ်မူရာတွေဖြစ်တိုင်းရှုဝေဒနာ ानु ပဒနာတတိပဋ္ဌာန်ခံစားမှုဝေဒနာတွေဖြစ်တိုင်းရှုစိတ်ဓာ ानु ပဒနာတတိပဋ္ဌာန်စိတ်လေးဖြစ်တိုင်းရှုဓမ္မ ानु ပဒနာတတိပဋ္ဌာန်သဘောအာယုလေးဖြစ်တိုင်းရှုမှတ်ရမယ်အာယုဘယ်နှမျိုးလဲ၄မျိုးအဲ့တော့အခုကာယ ानु ပဒနာနည်းနဲ့ယောဂီပုဂ္ဂိုလ်ကထိုင်ပြီးရှုတယ်သို့မဟုတ်ရပ်ပြီးရှုတယ်သို့မဟုတ်ဈဉ္ညာလျှောက်ရှုနေတဲ့အခါမှာ15မိနစ်20ကြာတော့အောက်ပိုင်းကအလယ်ပိုင်းကအထက်ပိုင်းကဝေဒနာတွေမလာဘူးလားအဲ့ဒီဝေဒနာကဘုန်းကြီးတို့ယောဂီများခံစားလို့ကောင်းတာလားမကောင်းတာလားချမ်းသာတာလားဆင်းရဲတာဆိုတော့ဒုက္ခဝေဒနာလားဒုက္ခဝေဒနာလားကဲဒီတော့ယောဂီပုဂ္ဂိုလ်ကစပြီးအာထုဆယောဂီမှာဒုက္ခဝေဒနာကထင်ရှားသလားဒုက္ခဝေဒနာကထင်ရှားသလားဒီလိုဆိုရင်အဲ့ဒီထင်ရှားတဲ့ဒုက္ခဝေဒနာကိုပဲစပြီးတော့ရှုရဘူးလားကဲဒီတော့ယောဂီပုဂ္ဂိုလ်ကထိုင်ပြီးရှုနေတဲ့အခါမှာခြေမျက်စိကဖြစ်စေအောက်ကကျမ်းနဲ့ထိထားတဲ့တင်ပန်းနေရာလေးကဖြစ်စေပူတဲ့သဘောနာတဲ့သဘောမထင်ရှားဘူးလားအဲဒီလိုနာနေရင်နာတဲ့ဝေဒနာလေးဟာခံစားလို့ကောင်းတာလားမကောင်းတာလားချမ်းသာတာလားဆင်းရဲတာလားဆင်းရဲတာဆိုရင်သူဒုက္ခလားဒုက္ခလားအဲလိုဒုက္ခဝေဒနာလေးဖြစ်ပေါ်လာရင်အဲ့ဒီဆင်းရဲဒုက္ခဝေဒနာလေးကိုနာရင်ဗမာလိုလွယ်နာတယ်လို့မရှိပါဘူးလားပူနေရင်လည်းပဲအဲ့ဒီလိုဗမာလိုကိုသိတဲ့အတိုင်းပူတယ်လို့ပဲမရှိပါဘူးလားတကယ်လို့ကိုယ့်ရဲ့စိတ်ထဲမှာဆင်းရဲတယ်လို့သိနေရင်အဲ့ဒီဟာလေးကိုဆင်းရဲတယ်ရှုလို့မရဘူးလားအဲ့လိုခံစားနေရတာလေးရှုနေတာဟာဝေဒနာ ानु ပဒနာဘာ ानु ပဒနာလဲကျမ်းဂန်များမှာဒုက္ခဝဝေဒနာဝေရိယမှာတော့ဒုက္ခဝေဒနာဝေရိယမိတိပဿနာတိဒုက္ခဝဝေဒနာဝေရိယမှာတော့ဒုက္ခဝေဒနာဝေရိယမိတိပဿနာတိအဒုက္ခမဒုက္ခဝဝေဒနာဝေရိယမှာတော့အဒုက္ခမဒုက္ခဝဝေဒနာဝေရိယမိတိပဿနာတိချမ်းသာတဲ့ခံစားမှုလေးထင်ရှားရင်ချမ်းသာတဲ့ခံစားမှုကိုသိအောင်ရှုတယ်ဆင်းရဲတဲ့ခံစားမှုလေးဖြစ်ပေါ်လာရင်ဆင်းရဲတဲ့ခံစားမှုလေးသိအောင်ရှုတယ်အလယ်လက်ခံစားမှုလေးဖြစ်ပေါ်လာရင်အလယ်လက်ခံစားမှုလေးကိုသိအောင်ရှုဆိုတော့အခုစပြီးတော့အာထုဆမှာယောဂီပုဂ္ဂိုလ်ကချမ်းသာတာဆင်းရဲတာအလယ်လက်ဘယ်ဝေဒနာပို့ပြီးထင်ရှားလဲ
ဒီလိုဆိုရင်ဆင်းရဲတဲ့ခံစားမှုလေးကိုပဲအမှန်တိုင်းသိအောင်မရှုရဘူးလားကဲဒီဆင်းရဲတဲ့ခံစားမှုလေးဟာလေးပဲမြတ်စွာဘုရားကတပ်ပြီးသင်္ခါရအနိစ္စတဲ့ဆင်းရဲတဲ့ခံစားမှုလေးဟာမြဲတဲ့တရားလားမမြဲတဲ့တရားလားအဲ့ဒီမမြဲတဲ့သဘောလေးညံသက်ဝင်တည်ထိအောင်သေချာစိုက်ရှုဝေဒနာလေးတွေဟာသေချာစိုက်ပြီးရှုနေရင်ဝေဒနာလေးပေါ်လာလိုက်ပျောက်သွားလိုက်ပေါ်လာလိုက်ပျောက်သွားလိုက်ပေါ်လာလိုက်ပျောက်သွားလိုက်နဲ့အဲ့ဒီဝေဒနာလေးရဲ့မြဲတာတွေ့ရမလားမမြဲတာတွေ့ရမလားဟေးမမြဲတဲ့အနိစ္စလက္ခဏာလေးကောင်းကောင်းထင်နေပြီဆိုရင်အဲ့ဒါဝိပဿနာဉာဏ်ဖြစ်သလားမဖြစ်ဘူးလားဗျာအဲ့လိုဝိပဿနာဉာဏ်လေးဖြစ်ဖို့ဟာဝေဒနာလေးပေါ်စေရှုရမှာလားမပေါ်ခင်မှန်းဆရှုရမှာလားပေါ်ပြီးမှမှန်းဆရှုရမှာလားပေါ်စေရှုရမှာလားအဲ့လိုပေါ်စေပေါ်ကိုင်းဖြစ်စေဖြစ်ကိုက်ကလေးကိုရှုပါဝိပဿနာရှုတယ်ဆိုတာအမှန်တိုင်းသိခြင်းရင်အဲ့လိုဖြစ်စေလေးရှုမှာဖြစ်ကိုက်ကလေးရှုမှာအဲ့လိုဖြစ်စေဖြစ်ကိုက်ပေါ်စေပေါ်ကိုက်ကလေးရှုမှာလားအမှန်တိုင်းသိနိုင်တယ်လေဒီလိုမှမဟုတ်ရင်ဖြစ်ပြီးသားကိုပြန်ပြီးမှန်းဆရှုလို့လည်းအမှန်တိုင်းမသိနိုင်မဖြစ်သေးတာတွေကိုကြော်ပြီးတွေးတော့ရှုလို့လည်းပဲအမှန်တိုင်းသိနိုင်ပါမလားမသိနိုင်ဘူးဒါကြောင့်မို့အဲ့လိုဝေဒနာလေးတွေဖြစ်ပေါ်လာရင်လည်းပဲအဲ့ဒီဝေဒနာကိုရှုတဲ့အခါမှာပစ္စုပန်တဲ့တယ်လေးဖြစ်စေဖြစ်ကိုက်ပေါ်စေပေါ်ကိုက်ကလေးရှုရင်ယောဂီပုဂ္ဂိုလ်ကတိုးလာရင်ဝေဒနာလေးရဲ့တိုးလာမှမသိရဘူးလားဝေဒနာလေးရော့သွားရင်ရော့သွားတာလေးမသိရဘူးလားနောက်ဆုံးဝေဒနာလေးမရှိတော့ဘဲနဲ့ဒီဝေဒနာလေးပျောက်သွားရင်လည်းပျောက်သွားတာမသိရဘူးလားအဲ့လိုသိနေတာညံ့မယ်သိတာကပါလေဝေဒနာကိုရှုတဲ့အခါမှာပြောင်းအောင်ရှုရမှလားသိအောင်ရှုရမှလားအခုယောဂီတို့ရှုနေတာကဘယ်လိုရှုနေတာလဲပြောင်းအောင်ရှုနေတာဒါမှန်သလားမှားသလားမှားနေပြီပြောင်းအောင်ရှုခိုင်းတာမဟုတ်ဝေဒနာရဲ့သဘောလေးကိုသိအောင်ရှုခိုင်းတာသိတာကမှဉာဏ်သိတာကပါလေအခုယောဂီပုဂ္ဂိုလ်များဟာဉာဏ်စခန်းဉာဏ်လန်းကိုတွားနေတာဉာဏ်လန်းတွားနေတာဖြစ်တဲ့အတွက်ကြောင့်ဉာဏ်နဲ့အကုန်လုံးသိသွားတာတိုးရင်တိုးမှသိနေရမယ်ရော့ရင်ရော့မှသိနေရမယ်တဏှာမှတဏှာရွေ့သွားရင်ရွေ့သွားတာသိနေရမယ်နောက်ဆုံးမရှိတော့ရင်မရှိတော့တာဘာလို့ရမလဲသိသွားရမယ်အဲ့လိုသိနေတာဟာဉာဏ်ပဲဒါကြောင့်မို့ဝေဒနာကိုရှုတဲ့အခါမှာပြောင်းအောင်ရှုရမှာမဟုတ်ဘူးဘာလို့အောင်ရှုရမလဲသိအောင်ရှုရမယ်အဲ့လိုတိုးလာရင်တိုးလာမှလည်းသိနေတာဒါဉာဏ်ပဲတရွေချင်းရွေ့ပြီးရော့သွားရင်ရော့သွားတာလေးသိနေတာဟာဉာဏ်ပဲဟိုနောက်ဆုံးမရှိတော့ဘူးလို့သိလိုက်တာဟာလည်းဉာဏ်ပဲဒါကြောင့်ဝေဒနာကိုရှုတဲ့အခါအဲ့လိုအမှန်တိုင်းသိဖို့အတွက်ပစ္စုပန်တဲတဲ့ရှုပစ္စုပန်တဲတဲ့ရှုလို့ဒီလိုအမှန်လေးသိလာပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဝိပဿနာဉာဏ်မဖြစ်နိုင်ပြီဘူးလားဝေဒနာရှုရင်းနဲ့ဝိပဿနာဉာဏ်ကြီးဖြစ်နေတာနောက်တကဘုန်းကြီးတို့ယောဂီများစိတ်တ ानु ပတိဝိဟာရတိစိတ်တ ानु ပတနာတတိပဋ္ဌာန်ဟိုကကာယ ानु ပတနာဝေဒနာ ानु ပတနာစိတ်တ ानु ပတနာတတိပဋ္ဌာန်ကြတော့ပါလေစိတ်ကလေးဖြစ်တိုင်းရှုတာဘာဖြစ်တိုင်းရှုရမှာလဲတတိပဒံဒေသနာတော်မှာတရာဂံဝါစိတ်တံတရာဂံစိတ်တံဒီပဇာနာတိဝိတရာဂံဝါစိတ်တံဝိတရာဂံစိတ်တံဒီပဇာနာတိသာရောတံဝါစိတ်တံတမောဟံဝါစိတ်တံစသည်ဖြင့်မြတ်စွာဘုရားဟောတာပဲဒီတော့မိမိရဲ့စိတ်တွေဟာယာကစိတ်လောဘစိတ်တွေဖြစ်နေရင်အဲ့ဒီစိတ်လေးကိုရှုဒီစိတ်လေးမရှိတော့ဘူးဒီစိတ်လေးကင်းသွားရင်အဲ့ဒီကင်းသွားတဲ့စိတ်လေးကိုပဲရှုတယ်ဒီလိုမဟုတ်ဘဲနဲ့မိမိစိတ်ကဒေါသတွေဖြစ်နေရင်ဒေါသစိတ်လေးရှုဒီဒေါသစိတ်လေးမရှိတော့ဘူးကင်းသွားပြီဆိုရင်ကင်းသွားတဲ့စိတ်လေးပဲရှုမောဟတွေ့ဝင်းနေရင်တွေ့ဝေစိတ်ကလေးပဲရှုတွေ့ဝေစိတ်တွေကင်းသွားပြီဆိုရင်ကင်းသွားတဲ့စိတ်ကလေးပဲရှုဒီတော့ယောဂီပုဂ္ဂိုလ်ဟာအခုတရားအထုတ်နေတဲ့အခါမှာစိတ်တွေကအမျိုးမျိုးအဖုံဖုံမဖြစ်ပြီဘူးလားတခါတရံမှာအိမ်ကိုတရိရတဲ့စိတ်တွေမဖြစ်ဘူးလားတခါတရံမှာတဦးတယောက်မိဘဆွေမျိုးသားချင်းတငယ်ချင်းအပေါင်းအသင်းမိမိရဲ့အလုပ်ကိုင်းစသည်ဖြင့်တရိရတဲ့စိတ်တွေမဖြစ်ဘူးလားအဲ့လိုတရိရတဲ့စိတ်လေးတွေဖြစ်ရင်လည်းဒီတရိရတဲ့စိတ်လေးကိုပဲရှုတခါတရံမှာကြတော့လည်းပဲစိတ်လေးကလူကျင်တဲ့စိတ်တွေတန်းကျင်တဲ့စိတ်တွေတရားတွေကြိုးစားခြင်းတဲ့စိတ်တွေဟိုခန္ဓာကိုယ်ကြီးဖြစ်ခြင်းရဖြစ်တော့ဆိုတဲ့တခါလေကြိုးစားပြီးတော့ပြင်းပြထန်ထန်အထုတ်ခြင်းတဲ့စိတ်တွေရောမဖြစ်ဘူးလားဒါကောင်းတဲ့စိတ်လားမကောင်းတဲ့စိတ်လားတခါတရံကြတော့လည်းပဲတခါလေတရားကိုအာမထုတ်ခြင်းမှုပြင်းတဲ့စိတ်တွေပြန်ခြင်းတဲ့စိတ်တွေမကောင်းမှုတွေပြုခြင်းတဲ့စိတ်တွေတခါတရံမှာမကောင်းတဲ့စိတ်ကြံစီတွေမဖြစ်ပေဘူးလားအဲ့လိုမကောင်းတဲ့စိတ်တွေဖြစ်လာရင်လည်းအဲ့ဒီမကောင်းတဲ့စိတ်ကိုပဲပြန်ပြီးတော့မရှုရဘူးလားဒါကြောင့်စိတ်လေးဖြစ်တိုင်းရှုနေတာစိတ်တ ानु ပတနာဘာနုပတနာလဲအခုဘုန်းကြီးတို့ယောဂီများမှာစိတ်လေးဖြစ်တိုင်းရှုရတယ်အင်္ဂုတရိယအိန္ဒြိယတဲ့စိတ်ရှုပြင်းရင်ပြင်းတဲ့စိတ်ကလေးရှုပြန်ရင်တဲ့စိတ်ကလေးရှုဝမ်းသာရင်ဝမ်းသာတဲ့စိတ်ကလေးရှုဝမ်းနေရင်ဝမ်းနေတဲ့စိတ်ကလေးကိုရှုအဲ့လိုစိတ်လေးဖြစ်တိုင်းရှုနေတာဘာနုပတနာအဲ့လိုရှုတဲ့အခါမှာလည်းပဲသူဟာအတိတ်နာကရှုရမှာလားစိတ်လေးဖြစ်ခိုက်မှရှုရမှာလားဖြစ်စေဖြစ်ခိုက်ပစ္စုပန်တည့်တယ်ပဲရှုနောက်တကနံပါတ်4ဓမ္မ ानु ပတနာဘာနုပတနာလဲဓမ္မ ानु ပတနာဆိုတာဓမ္မဆိုတာသဘောပဲဘာပါလိမ့်မလဲ
သဘောလေးတွေဖြစ်တိုင်းရှုရမှာဖောင်းလာရင်ဖောင်းသဘောလေးသိအောင်ရှုပိန်သွားရင်ပိန်သဘောလေးသိအောင်ရှုရရင်ရသဘောတိုင်းရင်တိုင်းသဘောကိုင်းရင်ကိုင်းသဘောဆန်းရင်ဆန်းသဘောဓမ္မမို့ဘေးကအတန်အာယုံလေးတွေကြားလာရင်အဲ့ဒီကြားတဲ့အတန်အာယုံလေးပဲသဘောလေးပဲရှုကြားရင်ကြားတယ်အဲ့ဒီအတန်လေးဟာကံကြလို့ဆုတ်ပြလို့ရပါမလားမရဘူးသဘောလေးပဲအဲ့ဒီသဘောလေးကိုဖြစ်တဲ့အတိုင်းလေးပဲကြားရင်ကြားတဲ့အတိုင်းလေးပဲရှုမိမိရဲ့အာယုံထဲမှာဟိုအစင်းအာယုံလေးမြင်လာရင်အဲ့ဒီမြင်သဘောလေးကိုပဲမြင်တယ်မရှုရဘူးလားအဲ့လိုရှုနေတာဓမ္မနုပဒနာဘာနုပဒနာလဲကဲမြင်တဲ့အခါကြားတဲ့အခါမှာမြင်ပြီးမှရှုရမှာလားမြင်စေမြင်ကရှုရမှာလားကြားပြီးမှပြန်ပြီးမှန်းဆရှုရမှာလားကြားစေကြားကရှုရမှာလားအဲ့လိုဖြစ်ခဲ့လေးကိုရှုနေတာအဲ့ဒီမှာပစ္စုပန်တည်းရှုတာပဲအဲ့လိုရှုလို့ရှိရင်အမှန်တိုင်းမသိနိုင်ပြီဘူးလားဗျာအမှန်တိုင်းသိနိုင်တယ်ဒါကြောင့်ကာယဝေဒနာစိတ်ဓမ္မဆိုတဲ့ဒီတတိပဋ္ဌာန်တရားလေးကိုရှုပါရှုတဲ့အခါမှာလည်းပဲတပြိုင်နဲ့ဒီတတိပဋ္ဌာန်တရား၄ပါးကိုပေါင်းရှုရမှာလားထင်ရှားရရှုရမှာလားကိုယ်မူရာကထင်ရှားရင်ယောဂီကဘာကိုရှုမလဲခံစားမှုဝေဒနာတွေကထင်ရှားနေရင်ယောဂီကဘာကိုရှုမလဲမိမိစိတ်တွေကပြင်းစိတ်တွေကထင်ရှားရင်စိတ်ကိုဘာကိုရှုရမလဲစိတ်လေးကိုပဲရှုရမယ်သို့မဟုတ်မိမိရဲ့နားထဲမှာအတန်အာယုန်လေးကြားနေတာကထင်ရှားရင်ယောဂီကဘာကိုရှုမလဲဒါကြောင့်တပြိုင်နဲ့ဒီတတိပဋ္ဌာန်၄ပါးကိုပေါင်းပြီးတော့ရှုလို့ရပါမလားအဲ့တော့ဘာကိုရှုရမလဲထင်ရှားရာကိုရှုကဲဒါလေးကိုရှုကြည့်လိုက်ကိုယ်ဝေဒနာစိတ်ဓမ္မလေးပြားရှုွယ်တွေကိုယ်ဝေဒနာစိတ်ဓမ္မလေးပြားရှုွယ်တွေထင်ရှားပေါ်ရာရှုမှတ်တာသိရာဉာဏ်စစ်ပေထင်ရှားပေါ်ရာရှုမှတ်တာသိရာဉာဏ်စစ်ပေထင်ရှားတဲ့ပေါ်လာတဲ့အာယုံလေးကိုရှုရင်းနဲ့စောစောကပြောတဲ့သဘောလေးတွေသိသွားရင်အဲ့ဒီသိတာဟာဉာဏ်စစ်ပေထင်ရှားပေါ်ရာရှုမှတ်ခါသိတာဉာဏ်စစ်ပေရှုမှတ်လိုက်တဲ့အခါမှာမိမိရဲ့ဉာဏ်ထဲမှာသိသွားတာတင်းရင်တင်းသဘောလေးသိသွားတာတောင်းရင်တောင်းသဘောလေးသိသွားတာပူရင်ပူသဘောလေးသိသွားတာအေးအေးသဘောလေးသိသွားတာအဲ့ဒီမှာငါဆိုတာမပါဘူးသဘောလေးပဲသိသွားတာအဲ့လိုသိသွားတဲ့အသိဟာဝိပဿနာဉာဏ်ပဲပါလိမ့်မလဲဗျာဝိပဿနာဉာဏ်ပဲအဲ့တော့ကာယဝေဒနာစိတ်ဓမ္မဆိုတဲ့ဒီသတိပဋ္ဌာန်တရား၄ပါးရှုတယ်လို့ဣရိယာပဋ္ဌာန်အနေအားဖြင့်ဣရိယာပဋ္ဌာန်အနေအားဖြင့်ဘုန်းကြီးတို့ထိုင်ရင်လည်းပဲထိုင်တဲ့အမူအရာမရှုရဘူးလားရက်တော့လေရက်တဲ့အမူအရာမရှုရဘူးလားသွားရင်လည်းသွားတဲ့အမူအရာမရှုရဘူးလားလျှောင်းနဲ့အိတ်တဲ့အခါမှာလည်းပဲလျှောင်းနဲ့အိတ်တဲ့အခါမရှုရဘူးလားအဲ့လိုရှုနေတာဟာလည်းပဲဝိပဿနာပဲအမှန်တိုင်းသိအောင်ရှုလိုက်ရှုတဲ့အခါမှာပြစ္ဆုတ်ပန်တဲ့တဲ့လေးရှုဆိုကြည့်လိုက်ထိုင်နာထတာသွားရတာနှပြနံယုတ်ပေထိုင်နာထတာသွားရတာနှပြနံယုတ်ပေစောတော့ကဘုန်းကြီးတို့ဘောင်းနာပိနာလေးရှုတဲ့အခါမှာတရွေချင်းဘောင်းတယ်ဆိုရင်ရွေ့ပြီးတော့တောင့်တင်းလာတဲ့သဘောလေးဟာဝါယောဓာတ်ယုတ်တရားရှုပြီးတော့သိနေတဲ့စိတ်ကလေးကပါတယ်လေနံတရားအဲ့တော့ဘောင်းတယ်ဆိုရင်ယုံတဲ့နံပိန်တယ်ဆိုရင်လည်းပါနဲ့ပါအဲ့လိုပဲအခုရက်တယ်လို့ရှုတဲ့အခါမှာကြည့်လေရက်တယ်ဆိုရင်လည်းပဲဒီမှာသိသိချာချာစိုက်ပြီးရှုကြည့်ပါလားရက်တယ်ဆိုရင်တောင့်တင်းနေတဲ့သဘောလှုပ်ရှားရွေ့ရှားနေတဲ့သဘောမတွေ့ရဘူးလားအဲ့လိုထောက်ကန်နေတဲ့သဘောတောင့်တင်းနေတဲ့သဘောဒီသဘောတွေဟာဝါယောဓာတ်ဘာဓာတ်ပါလိမ့်မလဲအဲ့ဒီဝါယောဓာတ်ကယုတ်တရားလားနံတရားလားဟောသိရှုပြီးသိနေတာလေးကဘာတရားလဲဒီတော့ရက်တယ်ဆိုရင်လည်းပဲဘာနဲ့ဘာသာတွေ့ရတယ်ဟောထိုင်တဲ့ကံမှာလည်းပဲသိသိချာချာကြည့်အောက်ပိုင်းခန္ဓာကိုယ်ကကိုယ်အထက်ပိုင်းခန္ဓာကိုယ်ကမှတ်ပြီးဘာဖြစ်နေတာလဲတောင့်နေအဲ့တော့တောင့်နေတဲ့သဘောဟာဘာဓာတ်လဲဝါယောဓာတ်အဲ့ဒီဝါယောဓာတ်ကယုတ်တရားသိနေတာလေးကဘာလဲကဲထိုင်နေဆိုတဲ့ကံမှာလည်းဘာနဲ့ဘာသာတွေ့ရတယ်ယုံတဲ့နာမည်သွားတဲ့အခါမှာလည်းကြည့်လိုက်တရွေချင်းရွေ့ပြီးတောင့်တင်းသွားတဲ့သဘောတွေမတွေ့ရဘူးလားညာခြေလမ်းတဲ့အခါမှာလည်းရွေ့ပြီးတောင့်တင်းသွားတယ်ဘယ်ခြေလမ်းတဲ့အခါမှာလည်းရွေ့တောင့်တင်းသွားတယ်အဲ့တော့လမ်းတိုင်းဟာတောင့်တင်းနေတဲ့သဘောရွေ့သွားတဲ့သဘောဟာဝါယောဓာတ်ဘာဓာတ်ပါလိမ့်မလဲဝါယောဓာတ်ရှုမှတ်ရင်းနဲ့သိနေတဲ့စိတ်လေးကဘာတရားလဲနတ်တရားဟိုကဝါယောဓာတ်ကယုတ်တရားရှုပြီးသိနေတာလေးကကဲသွားတဲ့အခါမှာလည်းဘာနဲ့ဘာသာတွေ့ရတယ်ယုံတဲ့နာလျှောင်းနဲ့အိတ်တဲ့အခါမှာလည်းဘာနဲ့ဘာသာတွေ့ရတယ်ဘုကလျှောင်းနေတာကြီးကယုတ်တရားဟောရှုပြီးသိနေတာလေးကဘာတရားလဲကဲဒါကြောင့်မို့ထိုင်တာထတာသွားရတာနှစ်ဖြာပါတယ်လေနံယုတ်ပြီးလျှောင်းတာစောင်းတာပြောင်းရွှေ့တာနှစ်ဖြာနံယုတ်ပြီးကဲဆိုလိုက်လျှောင်းတာစောင်းတာ
ပြောင်းရွှေ့တာနှပြနန်းရုပ်ပေလျောင်းတာဆောင်းတာပြောင်းရွှေ့တာနှပြနန်းရုပ်ပေယောဂီပုဂ္ဂိုလ်များကလျောင်းတဲ့အချိန်လေးမှာပဲတရားလေးစိုက်ကြည့်တရွေချင်းဒီမှာလျောင်းတဲ့အခါမှာလဲကြတာအစဉ်အဲ့ဒါလေးကသူ့ဟာသူတရွေချင်းရွေ့နေတဲ့သဘောလေးဟာဝါယောဓာတ်ပဲရုပ်တရားပဲသိနေတာလေးကပါလေနန္တရားပဲအဲ့ဒီမှာလျောင်းတဲ့အခါလေးစောင်းလိုက်တဲ့အခါရွှေ့လိုက်တဲ့အခါပြင်လိုက်တဲ့အခါဟိုကရုပ်တရားနဲ့ဒီကရှုသိနေတာလေးကပါတရားပဲနန္တရားပဲအဲ့တော့ယုံနံကလွဲပြီးတော့တခြားပုဂ္ဂိုလ်တ attva ငါဆိုတာရှိသေးရဲ့လားအဲ့တော့ယုံနံသိတယ်ဆိုတာအမှန်သိတာလားအမှားသိတာလားတရားသိတာလားမတရားသိတာလားဒီလိုဆိုရင်ထိုင်ရင်ရန်ရင်သွားရင်လျောင်းရင်ရှုနေတာယုတ်တရားနံတရားတွေမတွေ့ရပြီဘူးလားယုတ်တရားနံတရားတွေတွေ့နေရဒါနေလားဆိုတော့အာယုန်နဲ့တွာရစုံတိုင်းရောမရှုရဘူးလားဥမာအပြင်မျက်စိနဲ့အစင်းစုံတိုင်းမှာမြင်တော့မြင်တယ်မရှုရဘူးလားနားနဲ့အသံနဲ့ကြားတိုင်းမှာကြားတော့ကြားတယ်မရှုရဘူးလားအဲ့လိုရှုလိုက်တဲ့အခါမှာလည်းပဲမျက်စိနဲ့အစင်းစုံတိုင်းမှာရှုရင်မျက်စိကလည်းပဲအကြည့်ကလည်းယုတ်တရားဟိုကအစင်းကလည်းပဲယုတ်တရားသူတို့နှစ်ခုစုံလိုက်တဲ့အခါမြင်သိမှုဆိုတာလေမဖြစ်ပေဘူးလားအဲ့ဒီမြင်သိမှုလေးကနန္တရားမြင်တိုင်းမှာမြင်တယ်လို့ရှုရင်ဗာနဲ့ဘာသာတွေ့ရတယ်ကြားတိုင်းမှာကြားတယ်ရှုရင်လည်းဗာနဲ့ဘာသာတွေ့ရတယ်ဟောဒီကနာအကြည့်လေးကယုတ်တရားဟိုဘက်ကအတန်တက်လေးကလည်းယုတ်တရားအဲ့ဒီယုတ်နှစ်ခုစုံလိုက်တဲ့အခါကြားသိမှုလေးမဖြစ်ဘူးလားအဲ့ဒီကြားသိမှုလေးကနန္တရားအဲ့တော့အာယုန်နဲ့ द्वार ဘာပဲစုံလိုက်လေးကိုရှုလိုက်ရင်ရှုတိုင်းဟာဗာနဲ့ဘာသာတွေ့ရတယ်ကဲဆိုကြည့်လိုက်ပါအာယုန် द्वार ဝိညာဏထင်ကားရှုမှတ်လေအာယုန် द्वार ဝိညာဏထင်ကားရှုမှတ်လေမြင်စေ၌ပင်ရှုမှတ်လျင်သိမြင်နံယုတ်တာကြားစေ၌ပင်ရှုမှတ်လျင်သိမြင်နံယုတ်တာနံစေ၌ပင်ရှုမှတ်လျင်သိမြင်နံယုတ်တာစားစေ၌ပင်ရှုမှတ်လျင်သိမြင်နံယုတ်တာထီစေ၌ပင်ရှုမှတ်လျင်သိမြင်နံယုတ်တာကြံစေ၌ပင်ရှုမှတ်လျင်သိမြင်နံယုတ်တာအဲ့ဒီမြင်စေကြားစေနားစေစားစေထိစေသိစေကြံစေအဲ့ဒီမှာအာယုန်နဲ့ द्वार စုံကကလေးကိုရှုလိုက်ရင်ရှုတိုင်းဟာယုံနဲ့နာကလွဲပြီးတခြားပုဂ္ဂိုလ်တ attva ရှိသေးရဲ့လားဗျာမရှိတော့ဘူးအဲ့လိုနာနဲ့ယုတ်ကိုသိမြင်နေပြီဆိုရင်အမှားဒိဋ္ဌိမစစ်မိဘူးလားငါသူယောက်ျားမိန်းမဆိုတဲ့အမှားသိအမှားမြင်ကြီးရှိသေးရဲ့လားတကယ်ရှုလိုက်တဲ့အခါကျတော့ငါသူယောက်ျားမိန်းမဆိုတာရှိသေးရဲ့လားဘာနဲ့ဘာသာတွေ့တယ်ကဲဆိုလိုက်နာနှင်းယုံမြသိမြင်ကအတ္တဒိဋ္ဌိကွာနာနှင်းယုံမြသိမြင်ကအတ္တဒိဋ္ဌိကွာဟောအဲ့လိုယုံတဲ့နာကိုအမှန်သိပြီဆိုရင်တန်ត្រာလုံးကဆွဲလာခဲ့တဲ့ငါသူယောက်ျားမိန်းမဆိုတဲ့အမှားသိကြီးပါဖြစ်သွားတယ်ကွာသွားပြီဒိဋ္ဌိကွာသွားပြုတ်သွားပြီအမှန်သိပြီးသွားပြီအဲ့ဒီကနေဆက်လက်ပြီးတော့ကြိုးစားရှုသွားရင်ဩမတ်စရာအာယုအကြောင်းတရားလေးကပေါ်နေလို့မှတ်သိမှုဆိုတဲ့ကျိုးတရားလေးဖြစ်ရတာပါလားအကြောင်းတရားဆိုတာမပေါ်ရင်အကျိုးဆိုတာဖြစ်နိုင်ပါမလားဆက်ပြီးရှုလိုက်ရင်အဲ့ဒီဉာဏ်လေးပေါ်လာလိမ့်မယ်ဆိုလိုက်ဆက်လဲရှုကကြောင်းကျိုးမြသိရရှင်းလင်းစွာဆက်လဲရှုကကြောင်းကျိုးမြသိရရှင်းလင်းစွာခုပင်ဖြစ်လျက်ခုပင်ပြက်ဆက်သိနိုင်ပါတိကျဆက်လက်ရှုကြည့်လေဟိုကမတ်စရာအာယုံလေးကလည်းခုပေါ်လာတယ်ပေါ်လာပြီးရင်နောက်ရှိသေးရဲ့လားမရှိတော့ပြတ်သွားတယ်ဟောမတ်သိစိတ်လေးကလည်းပဲပေါ်လာတယ်မှတ်လိုက်တယ်မှတ်ပြီးတော့မတ်သိစိတ်လေးရှိသေးရဲ့လားအခုပင်ဖြစ်ပြီးတော့အခုပင်ဘာဖြစ်သွားတာလဲမြဲတာလားမမြဲတာလားဆိုလိုက်ဉာဏ်နဲ့အဲ့လိုသိရမှာဖြစ်ပြသိတယ်ဆိုတာအဲ့လိုဉာဏ်နဲ့သိရမှာဉာဏ်နဲ့မသိဘဲနဲ့လိုက်ပြီးစိတ်နဲ့ဆိုနေုံနဲ့တကယ်ဉာဏ်နဲ့မြင်နိုင်မှာမလားကဲဆိုလိုက်ခုပင်ဖြစ်လျက်ခုပင်ပြက်ဆက်သိနိုင်ပါဖြစ်ပြမြင်က
အနိစ္စဒိဋ္ဌာသိမြင်ပါဖြစ်ဖြစ်ကိုမြင်လိုက်ပြီဆိုရင်အနိစ္စလက္ခဏာမထင်မိဘူးလားအဲ့တော့ဘုန်းကြီးစောတော်ကပြောခဲ့တယ်လေဝိပဿနာဆိုတာအနိစ္စလက္ခဏာဒုက္ခလက္ခဏာအနတ္တလက္ခဏာဒီလက္ခဏာကြီးသုံးပါထင်ရင်အဲ့ဒီပုဂ္ဂိုလ်ဝိပဿနာဖြစ်တယ်ဒီလိုမှမထင်သေးရင်ဝိပဿနာဉာဏ်ဖြစ်ပါမလားဆိုလိုက်ဖြစ်ပြမြင်ကအနိစ္စဒိဋ္ဌာသိမြင်ပါအနိစ္စမြင်ဒုက္ခအထင်ပေါ်လွင်အနတ္တအနိစ္စကိုသာမြင်အောင်ရှုယောဂီတို့အနိစ္စကိုသာမြင်အောင်ရှုအနိစ္စမြင်ဟိုဘက်ကဒုက္ခအနတ္တထင်တော့တာပဲယရနိစ္စတန်ဒုက္ခတန်ဒုက္ခဒရဏတ္တစပြီးမှဟောမမြဲတာကိုသိချာသိရင်ဆင်းရဲတာကိုတွေးလိမ့်မယ်ဆင်းရဲတာကိုတွေးရင်ကိုယ်လိုတိုင်းမဖြစ်တဲ့စိုးမရတာကိုတွေးလိမ့်မယ်ဒါကြောင့်အနိစ္စမြင်ပြီဆိုရင်ဟိုဘက်ကဒုက္ခအနတ္တမထင်နိုင်ဘူးလားအဲ့ဒီဒုက္ခအနတ္တထင်လို့ဝိပဿနာဉာဏ်မြင်ပေါက်သွားပြီဆိုရင်နိဗ္ဗာန်ကိုမျက်မှောက်မပြုတ်နိုင်ပြီဘူးလားကဲဆိုလိုက်အနိစ္စမြင်ဒုက္ခထင်ပေါ်လွင်အနတ္တထိုသို့မြင်ဟံဉာဏ်ရင်တံနိဗ္ဗာန်ဆက်ရောက်ပါထိုသို့မြင်ဟံဉာဏ်ရင်တံနိဗ္ဗာန်ဆက်ရောက်ပါဒီတိုင်းသာဘုန်းကြီးတို့ယုံနာဖြစ်ဖြစ်အိစ္ဆဒုက္ခအနတ္တသဘောတွေသိလို့ဉာဏ်နဲ့အစဉ်စဉ်ရင့်ကျက်ပြည့်စုံပြီဆိုရင်ကတော့နောက်ဆုံးဖြစ်မှုပြည့်မှုတွေပြတ်ဆဲသွားတဲ့ငြိမ့်တဲ့နိဗ္ဗာန်ကိုယ်တိုင်ပဲဆက်ရောက်မျက်မှောက်မတွေ့နိုင်ပြီဘူးလားကဲဒီတော့ဘုန်းကြီးတို့ယောဂီများကိုဝိပဿနာတရားရှုတယ်ဆိုတော့မဟာသတိပဋ္ဌာန်ဝိပဿနာတရားတွေရှုနေတဲ့ပုဂ္ဂိုလ်ကရှုစရာအာယုံက၄မျိုးဘယ်နှမျိုးလဲကာယ ानु ပဒနာသတိပဋ္ဌာန်ဝေဒနာ ानु ပဒနာသတိပဋ္ဌာန်စိတ်ဓာ ानु ပဒနာဓမ္မ ानु ပဒနာအဲ့ဒီ၄မျိုးကိုတပြိုင်တည်းပေါင်းရှုရမှာလားထင်ရှားပေါ်ရရှုရမှာလားထင်ရှားပေါ်ရရှုပြန်တော့လည်းပဲအတိတ်အနာကပြစ္ဆုတ်ပံဆိုတဲ့ကာလ၃ပါးမှာအတိတ်အနာကရှုရမှာလားပြစ္ဆုတ်ပံတည်းရှုရမှာလားပြစ္ဆုတ်ပံတည်းဆိုတာပေါ်ပြီးမှရှုရမှာလားပေါ်စေရှုရမှာလားမပေါ်ခင်မှန်းဆရှုရမှာလားပေါ်စေရှုရမှာလားအဲ့လိုပေါ်စေပေါ်ကြိုက်ဖြစ်စေဖြစ်ကြိုက်ကလေးကိုရှုနေပြီဆိုရင်အမှန်သဘောတဘာဝတရားတွေမသိနိုင်ပြီဘူးလားအဲ့ဒီတဘာဝတရားတွေသဘောတရားတွေသိပြီဆိုရင်ယုတ်တရားနံတရားကိုဉာဏ်နဲ့မသိပြီဘူးလားဒီဉာဏ်နဲ့အစဉ်စဉ်ရင့်ကျက်ပြည့်စုံပြီဆိုရင်ကတော့ဝိပဿနာဉာဏ်ထုမဲ့ဉာဏ်ထုတွေစဉ်စဉ်တက်လို့ကိလေသာအဘောကုန်ခံပြီးယဟန္တာထိအောင်မဖြစ်နိုင်ပြီဘူးလားဗျာဆင်းရဲငြိမ်းတဲ့နိဗ္ဗာန်တရားကိုမျက်မှောက်ပြုနိုင်တယ်ဒါကြောင့်ဘုန်းကြီးတို့ယောဂီများဟာမဟာသတိပဋ္ဌာန်ဝိပဿနာရှုနေအတိုင်းဖြစ်စေဖြစ်ခဲ့ပေါ်စေပေါ်ခဲ့ပေါ်လာသမျှအာယုန်တိုင်း6ဓာတ်ကပေါ်လာသမျှအာယုန်တိုင်းကိုအမြဲမပြတ်ဒလဇတ်ရှေ့အမှနောက်အမှစနေအောင်ရှုမှတ်ပွားများအားထုတ်နိုင်ကြခြင်းအပြင်မိမိတို့အလိုရှိအပ်သောဆင်းရဲခတ်သိငြိမ်းရဖြစ်သောနိဗ္ဗာန်ကိုမဲ့ညာပူညာဖြင့်လျင်းမြန်စွာဆက်ရောက်၍မျက်မှောက်ပြုနိုင်ကြပါစေကုန်တည်းအိမ်မှာရဆိုမယ်ဆိုတဲ့အခါမှာယနေ့ယခုဆိုတဲ့နေရာတော့ရပ်ပြီးဘုန်းကြီးကပြောစရာရှိတာလေးပြောအောင်မယ်ကဲဆိုကြအိမ်မှာရ